အချိန်မဆွဲနဲ့ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအချိန်မဆွဲနဲ့ဆိုတာကိုအင်္ဂလိပ်လို don't play for time don't play for time အချိန်မဆွဲနဲ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကဒီဥစ္စာကိုစကားပြောတဲ့အခါမှာကျွန်တော်တို့ဘယ်လိုမျိုးထည့်ပြီးတော့ပြောလို့ရလဲဆိုလို့ရှိရင်ချိန်မဆွဲနေနဲ့တော့ငါ့ကိုအဖြေသာတည်ပေးလိုက်တော့အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် don't play for time just give me a straight answer don't play for time just give me a straight answer အချိန်ဆွဲမနေနဲ့တော့ငါ့အဖြေသာတည့်တာပေးလိုက်တော့အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဥစ္စာကိုကျွန်တော်တို့နောက်ထပ်တစ်မျိုးဘယ်လိုမျိုးထပ်ပြီးသုံးလို့ရလဲဆိုလို့ရှိရင်ဒါကကစားပွဲမဟုတ်ဘူးเนาะအချိန်နေဆွဲမနေနဲ့တော့အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် this is not a game so don't play for time this is not a game so don't play for time ဒါကစားပွဲမဟုတ်ဘူးကစားစရာမဟုတ်ဘူးချိန်ဆွဲမနေနဲ့ကျွန်တော်တို့အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကဒီဟာကိုနောက်တစ်မျိုးဘယ်လိုမျိုးထပ်ပြောလို့ရလဲဆိုလို့ရှိရင်အချိန်နေဆွဲမနေနဲ့တော့ငါတို့အခုလှုပ်ဆောင်မှုလိုအပ်နေပြီအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် don't play for time we need to act now don't play for time we need to act now ချိန်ဆွဲမနေနဲ့တော့ငါတို့အခုလှုပ်ဆောင်မှုလိုအပ်နေပြီပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကတခုခုကိုအချိန်ဆွဲမနေနဲ့တော့လို့ပြောချင်တယ်ဆိုလို့ရှိရင် don't play for time ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်